အမေရိကန်ပြည်ထောင်စုကတရုတ်နိုင်ငံဟာလာမယ့်2026ခုနှစ်မှာအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့ APEC အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးမှာထိုင်ဝမ်ကိုအဖြစ်အဝါနဲ့တန်းတူပါဝင်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ထိုင်ဝမ်ကဘေကျင်းဘက်ကနေပါဝင်ဖို့အတွက်အခြေအနေများစွာထပ်ထည့်ခဲ့တယ်လို့တိုင်းကြားခဲ့ပြီးနောက်အမေရိကန်နိုင်ငံသားရဲ့ဌာနကဒီလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ APEC အဖွဲ့ဝင်နိုင်ငံများဟာပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံရဲ့2026ခုနှစ်အင်ရှင်အဖြစ်လက်ခံကျင်းပမဲ့ကမ်းလှမ်းချက်ကိုသဘောတူခဲ့ကြတာပါ။အမေရိကန်က APEC ရဲ့လမ်းညွှန်ချက်စီးမြင့်နဲ့ထူထောင်ထားတဲ့အလက်အထက်တွေအတိုင်းထိုင်ဝမ်ကိုတရုတ်တိုင်ပေနာမည်နဲ့အပြည့်အဝတိုင်းတူပါဝင်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။လက်ရှိမှာတရုတ်နဲ့ထိုင်ဝမ်ဆက်ဆံရေးဟာတင်းမာနေပြီးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထိုင်ဝမ်ပါဝင်ဖို့အတွက်တရုတ်ကဖိတဲ့မှုကိုလိုက်နာရမယ်လို့ပြောကြားထားပါတယ်။ဒီမူကိုထိုင်ဝမ်အစိုးရကလက်မခံပါဘူး။ထိုင်ဝမ်ဟာ APEC မှာတရုတ်တိုင်ပေနာမည်နဲ့ပါဝင်လက်ရှိပြီးနိုင်ငံရေးပြဿနာရှောင်ရှားဖို့အတွက်တမရကိုတော့ဆေလွတ်လိမရှိဘူးလို့သိရပါတယ်။